အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ဒီနေ့ Mount Pleasant Hotel ရှိတယ်တောင်ပေါ်တက်မှာဖြစ်ပါတယ်ကျွန်တော်ဒီတော့ road bike တွေမရှိတော့ဘူး gravel လေးနဲ့တက်မယ်ညတော့မိုးကောင်းကောင်းရွာထားတော့ဒီမနေ့ဆိုရင်တိမ်နေရှိတတ်တယ်တိမ်နေကနှိမ့်လာပြီတော့လေအဲ့လိုရှိတတ်တယ်ကဲဒါတိမ်နေဘယ်လောက်လာလဲဆိုတော့သွားကြည့်မယ်သွေးလေးမရှိတာကြာပြီပြစ်တာကဲတောင်ပေါ်တက်ပါမယ်ကဲဒါဆိုရင်တော့ကျွန်တော် Mount Pleasant တောင်ပေါ်စတက်တဲ့လမ်းပဲဖြစ်ပါတယ်ချလေဒီကီယာ manual ဆိုတော့မလုပ်တာကြတော့တော့နှစ်ချက်နဲ့ရတယ်ရွှီတော့မဟုတ်ကဲဒါဆိုကျွန်တော်စတက်ပါပြီကဲဒါဆိုရင်တော့ကျွန်တော်တို့တောင်ပေါ်တက်လာတာ3ပုံတစ်ပုံတော့ရောက်ပါပြီ 4.6 ဒါကျွန်တော်တို့နောက်မှာရင်းနေရနေရတော့အဲတောင်ပေါ်အဝိုင်းပေါ့နော်တောင်ပေါ်ဝိုင်းရောက်ပြီဒါမာသက်ကြရန်ဒီရုပ်ရှင်တော်မြတ်ကြီးဆိုဆိုဆိုင်ဖို့ရှိတယ်ပြီးရင် Mount Pleasant Hotel ဆို5 minute ဆိုတာတော့ကားနဲ့ပေါ့နော်စပိန်နေရတော့မရောက်ဘူးပေါ့ရှေ့မှာမာသက်ကြရန်ဒီဖះရောက်ခါမှာကျွန်တော်တို့တိန်ထူမှုဆိုတာသိရမယ်ဒီဖះမရောက်ခင်လမ်းကတော့ပုံမှန်ရာသီဥတုပဲဖြစ်တယ်ဖះရောက်ခါမှာရာသီဥတုပြောင်းလဲတာကျွန်တော်ဆက်တက်ကြည့်လိုက်ပါအောင်မယ် Let's go လမ်းမှာတစ်ထောက်နာဖိုတိုရှူတင်ပေါ့စိန်ပန်းနေတယ်ဒါကတော့ကျွန်တော် Mount Pleasant Hotel ကိုသွားရလမ်းမှာနည်းနည်းဆက်တန်ရောက်ပြီကျွန်တော်မြူတွေမရှိတော့မတက်တော့ဘူးပေါ့နော်အခုဆိုရင်တော့ကျွန်တော်တို့မှာတက်ကြရန်ရုပ်ရှင်တော်မြတ်ဒီအားကြီးကိုရောက်ပါပြီကျွန်တော်ဒီနေရာမှာအောက်တော့ပြောခဲ့တာတော့ကျွန်တော်တို့ဒီမိုးရင်းကာလမှာတိမ်တွေကအောက်ကိုနှိမ့်ဆင်းလာပြီးတော့မြူကိုတွေဖြည့်ပြီးတော့ကျွန်တော်တို့တောင်ပေါ်ဒေသရဲ့အရသာမျိုးတွေ့ရမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့ဒီနေ့တော့အဲ့လိုမျိုးမြူတွေမရှိပါဘူးမရှိတော့ရာသီဥတုကမိုးတော့အုပ်နေတယ်ဒါပေမဲ့နေနည်းနည်းပွင့်နေရဆိုတော့ရာသီဥတုတော့ပြောင်းလဲသွားတယ်ဒါပေမဲ့ခုနပြောတယ်တိမ်တွေအောက်နှိမ့်ဆင်းပြီးတော့မြူတွေထူတတ်နေတဲ့ဟာမျိုးမတွေ့ရအောင်ကဲအဲ့တော့ကျွန်တော်တို့ဒီမှာပဲနားပဲပြီးရင်အောက်ကိုပြန်ဆင်းပါမယ်ကဲအဲ့မရအေးတော့အေးတယ်ရာသီဥတုကတော့အောက်ကတဲ့ဆိုင်ကျွန်တော်တို့ပိုးပြီးတော့အေးလာတယ်ဒါရသီးလေးအေးလေးတိုက်ကဲနောက်ကျွန်တော်တို့မိုးတွင်းကာလာရောက်ပြီဆိုတော့ကျွန်တော်နောက်ရက်တွေမှာမြူတွေစိုင်းနေဟာကိုထပ်ပြီးတော့တစ်ခေါက်တက်ပြီးတော့ရိုက်ပြပါမယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ငါ့ကိုလိုက်ရိုက်တယ်ဟောရပြီကျေးဇူးတင်ပါတယ်